ကြာသပတေးနေ့ညကလပ်ကဘာဖလာပွဲဒီများရွေးချယ်မှုဆောင်းတာနဲ့80ကိုဆောင်းတာကတော့ကျွန်တော်တို့ပထမဆုံးဖွင့်ပြဗိုတာဖီကိုရှုံးနေ80ကလည်းကျွန်တော် PSG ကိုရှုံးနေဆိုတော့အသင်းလုံးအနေနဲ့နောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဒီပွဲပို့ပြီးတော့နိုင်ကစားလိမ့်မယ်ဆိုတော့80ကအစင်တန်းရသားတဲ့လက်ရှိပြည်မှာ2လက်ကိုတယ်ဒါပေမဲ့ဆောင်းတာကပြောမှဆိုတိုက်စီလဲကောင်းတာဖြစ်တဲ့အတွက်အကြောင်းမလို့2ဝက်နေပါလာနိုင်တယ်ဆိုတော့ကျွန်တော်ကိုပဲရွေးချင်ပါတယ်ဆိုတော့အင်တာမိုင်ယာမီနဲ့ပေါ်တူက1 plat 30ပေါက်တယ်ဆိုတော့အင်တာမိုင်ယာမီခြေစမ်းလက်ရှိမှာဘလို့မှအဆင်ပြေမနေပါဘူးဘာလို့စင်တက်ဖို့အတွက်လည်းအဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ်တူနိုင်နေကြပါတယ်ပေါ်တူဘော်ဒီပါ PSG နဲ့ဗိုတာဖီကို PSG ကျွန်တော်တို့ဒီနိုင်ကိုနိုင်ပါတယ်ဘလို့ပဲနေဗိုတာဖီကိုကောင်းကောင်းမကောင်းကောင်းစိတ်ဝင်စားပါဘူးဆိုတော့ကျွန်တော်PSG body ပဲယူချင်ပါလေ2 plat 30ဆိုတော့ပါမီယန်နဲ့ AIN လီကကျွန်တော်တို့ပါမီတည်ရမလားအင်တာမိုင်ယာနီနဲ့ပွဲမှာကျင်းနေစရာကောင်းလို့နဲ့အနိုင်ရစရာကောင်းလို့နဲ့ခြေစမ်းမျိုးနဲ့ပြသခဲ့တယ်ဆိုတော့ပါမီရဲ့အလွန်ဆုံးကျွန်တော်တို့ရှူနိုင်တလုံးပါပဲဆိုတော့ကျွန်တော် AIN လီကို30ရင်းပြီးတော့အပေးချင်ပါတယ်ဆိုတော့ညတဲ့ရေးချမှုက Edico body PSG body Porto body AIN လီ body ပါဆိုတော့အားလုံးပဲစီမီကန်အောင်ကြပါစေကြာသပတေးနေ့ညမှာကလပ်ဖလာဒီနဲ့မောင်းနေအပြေအော်ဝင်ကြပါ